ထထနဲ့ပြန်လဲကြည့်လိုက်ကြတယ်ဒီနေ့မှာဘာပြောမလို့လဲဆိုဖန်နေရှိတယ်ပေါ့နော်ဘသူဖန်နေလဲဆိုအမေးပါမယ်အောင်စဘူးနော်စိုင်းရင်မူဖို့ချစ်လို့သူတို့ကဘသူဖန်လဲရေးခက်ကြနော်ကောမတ်ထဲမှာရေးခက်ကြနော်အဲ့ရတော့ဖန်ပါအဲ့ရမန္တလေးမှာနေရပါ26နှစ်မှာအောင်စဘူးရဲ့ဓာတ်ပုံရှိပါတယ်ကြည့်လို့ရပါရှင်ဆမ်မလို့မန္တလေးကိုလာရဲဆိုရင်ထထအိမ်လေးကိုလာဟဲ့ပါထထအိမ်ကတော့ကန်ကောက်နားမှာဖြစ်ပါရဲ့ရှင်ကန်ကောက်မှာပါကြောင့်မလို့ကန်ကောက်ရဲ့join လဲခက်ခဲ့ပါရှင်ဟိုတို့ပြောမလဲလာဟဲ့ပြီးရင်အကုန်လုံးသမီးလည်းကြိတ်ပါမယ်ရှင်အားလုံးကိုလာခဲ့ပြီလာဟဲ့ပြီးရုံနော်ပြီးလေတဲလေးလည်းပေးရကြအောင်နော်တခြားလူကြတော့တဲလေးပေးပြီးကိုကြီးကြတော့တဲမပေးဘူးကိုကြီးလည်းလိုက်တွေရသွားဆိုရင်လည်းဒီလိုတခုကြည့်ချင်မိပါလားကြမ်းအားလုံးကိုကြည့်စီတမတယ်ဘိုင်ဘိုင်အားလုံးချစ်တယ်နော်ဘိုင်ဘိုင်